Hello အားလုံးမင်္ဂလာပါဒီနေ့မှာတော့ဖြူဖြူက channel မှာရှိနေတဲ့ငပြောခိုင်ပေါ့နော်အဲ့ဒီငပြောခိုင်ကတိတ်မဲ့မှဲ့နေတယ်အဲ့တော့မှဲ့နေတဲ့လုံးလေးကိုထည့်ပါမယ်ဖေဖေကတော့ तू ကလေမနေ့ကတည်းကဒီငပြောခိုင်ကဝင်းနေတာပေါ့နော်ဒါပေမဲ့ तू ကငပြောဒီစားမကုန်သေးဘူးရှေ့ဟာတွေမကုန်သေးဘူးမဟုတ်သေးဘူးဆိုထားတာဒါပေမဲ့last အပင်မှာထားလိုက်လို့ရှင်ပျက်စီးတော့မှာပေါ့နော်ငပြောဒီကမစားလိုက်ရတယ်နဲ့ပျက်စီးတော့မှာခယူတွေလည်းကိုယ်ဒီနှစ်တွေလည်းလာထိုးရရှိရတယ်ပေါ့နော်အဲ့တော့ငှက်ထိုးဖို့ငှက်ကလေးတွေစားဖို့တော့ခြံတဲ့ဟာလည်းခြံတယ်ပေါ့နော်ဘယ်လိုမျိုးကွဲနေတဲ့ဟာတွေပါတယ်ဆိုလို့ရှင်ငှက်ကလေးတွေစားဖို့အတွက်သူတို့တင်ပေးထားလိုက်တယ်ပေါ့နော်အဲ့ကြိုင်သူတို့ကအိမ်သားလေးမှာလာစားကြတယ်အခုကတော့ဟိုရှေ့မှာအခိုင်ကလည်းပြတ်သွားပြီးမှဲ့တာလည်းကုန်သွားပြီဆိုတော့ဒါတွေကထားလို့မရတော့ဘူးပေါ့နော်အဲ့တော့ဘယ်လိုကငပြောသီးတွေဖဲ့ပါမယ်ဖေဖေကတော့သူတိလို့ရှင်တော့သူလက်ခံမှာမဟုတ်ပါဘူးရှင်ဒါပေမဲ့လည်းကျမတော့ဖဲ့ပါပြီသူ့ကိုပြောလို့ရှင်သူကမဖဲ့နေဘူးလို့ပဲရှိပါဒါပေမဲ့ကျမမရတော့ဘူးပျက်စီးမှာဆိုလို့ဖဲ့တော့မယ်ပေါ့နော်အဲ့တော့လူမစားရပဲနဲ့အလကားပျက်စီးသွားလို့ရှင်အလကားတွေဖြစ်မှာလေနော်စိုက်ပြီးမှမပြောသေးဘူးမှာဒီလိုအခိုင်နေအများကြီးရှိတယ် အမလေး အများကြီးရှိပေမဲ့လည်း လုံးဝမှဲ့နေပြီဟိုကြိုက်တဲ့သူတွေပဲဆိုလေအသီးနှံကတော်တော်စားနိုင်တဲ့လူတွေကြိုက်တဲ့သူတွေဆိုတော့မလေးခ ्यू တွေကလည်းပေါ်ကြတယ်ရှမ်းချန်ထဲမှာအရန်ပွားတာပဲအဲ့ Q တွေလေအဲ့တော့ကျွန်မဖဲ့နေပြီပေါ့နော်အကုန်လုံးကဣနေပြီဆိုတာအညာပေါ့နော်အညာဣနေပြီသူကအခိုင်လိုက်ကနေဓာတ်နဲ့ခုတ်လို့မရတော့ဘူးအားနဲ့ဖြူပြီးတော့အလုံးလေးတွေမှဲ့တာလေးတွေတော်တော်လေးဟိုအပြောက်လေးထိုးနေပြီနော်အဲ့ဘာလဲဘာအပြောက်လဲအဲ့လိုအပြောက်လေးတွေထိုးနေတော့မှာသူကချွေလိုက်လို့ရှင်ဒါစားနေပြင်းလို့ရှင်တရက်နှစ်ရက်ဆိုရင်ဒါစားရတာအနေတော့ဖြစ်သွားပြီပေါ့နော်အဲ့ဒါကြောင့်ကျွန်မဖဲပြီးတော့ခူးပါပြီကဲကြားထဲမှာအလုံးတွေကမှဲ့နေတာပေါ့နော်ဒါကနောက်တစ်ဖက်ဟိုဘက်ချမ်းကကုန်းသွားတော့ဒီဘက်ချမ်းမှာလာပြီးတော့ခူးနေတာပေါ့နော်ကူဖော်လောင်ဘက်ခေါ်တာတရားအောင်မှမလာကြတော့ကျွန်မတယောက်တည်းကင်မရာနဲ့ရိုက်ပြီးတော့ခူးတယ်အဲ့တော့ဒီဘန်းနဲ့တပန်းရတယ်ပေါ့နော်အမှဲ့ရလေလာအမှဲ့တဲ့တပန်းပေါ့ပတ်ချလဲလေးအလုံးလေးတွေစီးလိုက်တာတပန်းရတယ်သူအမှဲ့တွေဆိုတော့ထက်လို့လည်းမရဘူးသူကအရန်ဟိုအောက်ကအလုံးတွေအဲ့လိုဤသွားမှာဆိုလို့လေတပန်းပတ်ချလဲအမှဲ့တွေရပါတယ်ရှင်ကဲအပြင်မှာ bye bye see you next video